မင်္ဂလာပါခင်ဗျာကျွန်တော်တို့အားလုံးတစ်ချိန်မဟုတ်တစ်ချိန်မှာကြုံမှုတဲ့ခံစားချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့စိတ်မပါဘူးဆိုတဲ့ခံစားချက်ပါပဲအဲ့ရထားဖို့အလုပ်လုပ်ဖို့စာကြက်ဖို့လေ့ကျင့်ခန်းလုပ်ဖို့စိတ်မပါတာမျိုးပေါ့ဒါဆိုရင်စိတ်မပါတဲ့နေ့တွေမှာရောကျွန်တော်တို့ရည်မှန်းချက်တွေကိုဆက်လုပ်လိုက်ရမှာလားဒီနေ့ကျွန်တော်မျှဝေပေးနေတာကစိတ်ပါပါမပါပါပုံမှန်လုပ်ပါဆိုတဲ့စကားလုံးပဲဖြစ်ပါတယ်ငယ်ငယ်ကကျွန်တော်ထင်ခဲ့တာတခုရှိတယ်ဗျာအောင်မြင်တဲ့သူတွေကအမြဲတမ်းဆရာထက်တန်နေကြတယ်လို့ထင်ခဲ့တာပါဒါပေမဲ့အဲ့လိုမဟုတ်ဘူးဗျာသူတို့မှလည်းပြင်းတဲ့အချိန်ဆိုတာရှိကြတာပါပဲဒါဆိုဘာကြောင့်အောင်မြင်ကြတာလဲဆိုရင်သူတို့ကလုပ်ရမယ့်အလုပ်ကိုပုံမှန်လုပ်နေကြလို့ပါပဲအလုံးမစခင်ရင်ထဲမှာမီးတောက်နေမှအလုံးစရမယ်လို့ထင်ခဲ့တယ်ဒါပေမဲ့အဲ့ဒီအတွေ့ကကျွန်တော်ကိုပိုပြီးပြင်းရည်စေခဲ့ပါတယ်စိတ်မပါရင်မလုပ်ဘူးဆိုပြီးအချိန်တွေဖြုံးတိမိခဲ့တယ်ကျွန်တော်နေ့စဉ်ဒဏ်ရာမှတ်တဲ့အလေးချင်းတစ်ခုကိုစလုပ်ဖြစ်ခဲ့ပါတယ်ပထမ3ရက်တော့အင်အားအပြည့်နဲ့ရေးဖြစ်တယ်4ရက်မြောက်နေ့မှာစိတ်မပါတော့မရေးချင်ရင်နားလိုက်ပါဆိုတဲ့အတွေ့နဲ့တစ်ပတ်နားလိုက်တယ်တစ်ပတ်နေတော့အဲ့ဒီအလေးချင်းကပျောက်သွားပါတော့တယ်ကျွန်တော်သဘောပေါက်လိုက်တာကဆရာထက်သန်မှုဆိုတာရုပ်ရှင်တွေကဇက်လိုက်တယောက်လိုတက်လာလိုက်ကြာသွားလိုက်လုပ်နေတဲ့မတည်မြဲတဲ့ဧည့်သည်တယောက်ပဲဆိုတာပါပဲကျွန်တော်တို့လိုအပ်တာကစီကံဖြစ်ပါတယ်ကျွန်တော်ရဲ့ဇလန်းမှန်ကိုပြောပြပါမယ်အဲ့ဒါကလွန်ခဲ့တဲ့3နှစ်လောက်ကပေါ့ကျွန်တော်ကကိုယ်ပိုင်စီးပွားရေးတစ်ခုစတင်ဖို့ကြိုးစားနေပြီပေါ့နေ့တိုင်းစိတ်ဖိစီးမှုတွေနဲ့ရင်ဆိုင်နေရတယ်အဲ့ဒီအချိန်ကကျွန်တော်အလုပ်စပြီးတိုင်းဘယ်တော့မှမပြီးဆုံးတဲ့စီမံကိန်းတွေအများကြီးရှိခဲ့တယ်ဒီနေ့စိတ်ကြည်မှစပြီးအကောင်းဆုံးလုပ်မယ်ဆိုပြီးစောင့်နေခဲ့တာပဲဒါပေမဲ့စိတ်ကြည်လင်တဲ့နေ့ဆိုတာသိမလာခဲ့ဘူးစိတ်မပါတဲ့နေ့ကပုံများပါတယ်နောက်တော့ကျွန်တော်စမ်းကြည့်လိုက်တယ်စိတ်လုံးဝမပါပဲအလုံးစွဲပေါ်မှာထိုင်လိုက်ပြီး9မိနစ်တီစင်းတွေကိုပဲစစ်လိုက်တယ်9မိနစ်ပြီးတော့ရက်လိုက်ဖို့ဆုံးဖြတ်ထားပေမဲ့ထူးဆန်းစွာနဲ့ပဲဆက်လုပ်ခြင်းစိတ်ပေါ်လာတယ်ဗျအဲ့ဒီ9မိနစ်လေးကအင်အားတစ်ခုဖြစ်သွားတာပါဒီနည်းလမ်းကိုကျွန်တော်အင်အားအနည်းဆုံးစတင်ခြင်းလို့နာမည်ပေးလိုက်ပါတယ်မနေ့တိုင်းအားကစားလုပ်ဖို့စိတ်မပါရင်တော့အားကစားဥဆောင်ဖို့ပြီးတကားဝအထိလမ်းလျှောက်သွားရုံပဲစိတ်မပါရင်ပြန်လာလို့ရတယ်ဒါပေမဲ့90ရာခိုင်နှုန်းကျော်ကလေ့ကျင့်ခန်းကိုဆက်လုပ်ဖြစ်သွားကြပါတယ်အချင်းချင်းပြောရရင်ဗျာပုံမှန်လှုပ်ဆောင်မှုစိတ်ပါပါမပါပါလှုပ်ဆောင်ခြင်းကသာကျွန်တော်တို့ရဲ့ရလဒ်ကျွန်တော်တို့ရဲ့ result ကိုဥတည်စေတာပါဆရာထက်သန်မှုကကောက်ရုံးပြီးလို့ခဏတာတောက်လောင်ပြီးပျောက်ကွယ်သွားတတ်ပါတယ်ပုံမှန်လှုပ်ဆောင်မှုကတော့ရည်စည်းကြောင်းတစ်ခုလိုဖြည်းဖြည်းချင်းနဲ့အမြဲတမ်းရှေ့ကိုသွားနေပါတယ်ဒါဆိုရင်စိတ်မပါတဲ့အခါတိုင်းဘယ်လိုစတင်မလဲဒီလမ်း3ကိုမျှဝေပေးပါမယ်နံပါတ်1 5မိနစ်စီမံ5မိနစ်ပဲလုပ်ပါမယ်ဆိုတဲ့စီးမြင့်ကိုချမှတ်ပါပြီးရင်စိတ်မပါရင်ရက်လိုက်ပါ5မိနစ်ဆိုတာဘယ်သူအတွက်မဆိုမခက်ခဲပါဘူးတေချာတာကတော့5မိနစ်တက်ပို့ပြီးလုပ်ဖြစ်ကြမယ်ဆိုတာပါပဲနံပါတ်2စတင်လှုပ်ဆောင်မှုကိုပုံနေချမှတ်ပါမနေ့ကော်ဖီတောက်ပြီးတာနဲ့စလုပ်မယ်ညနေ6နာရီတိတိမှစလုပ်မယ်ဆိုပြီးအချိန်နေရအခြေအနေကိုပုံနေချမှတ်ပါစိတ်ခံစားချက်ကိုမစောင့်ပါနဲ့အချိန်ညပြီဆိုတာနဲ့စတင်လှုပ်ဆောင်ပါနံပါတ်3ပြီးမြောက်အောင်လုပ်ပါကြီးမားတဲ့ project တစ်ခုလုံးကိုမကြည့်ပါနဲ့ဒီနေ့အတွက်အသေးဆုံးဒါပေမဲ့အရေးကြီးဆုံးအလုပ်တစ်ခုကိုရွေးပြီးပြီးမြောက်အောင်လုပ်လိုက်ပါအဲ့ဒီအောင်မြင်မှုလေးကနောက်တစ်ဆင့်အတွက်ဆရာတက်တန်မှုကိုဖြစ်စေပါလိမ့်မယ်ကျွန်တော်တို့ရည်မှန်းချက်တွေကိုရောက်ရှိဖို့အတွက်ဆရာတက်တန်မှုကိုစောင့်နေရမလို့ပါဘူးလုံဆောင်မှုကသာဆရာတက်တန်မှုကိုဖန်တီးပေးတာပါဒါကြောင့်အခုချိန်ကစပြီးစိတ်မပါရင်တော့ပုံမှန်လုပ်ရမယ်ဆိုတဲ့စကားကိုသတိရလိုက်ပါအခုပဲစတင်လိုက်ပါကျွန်တော်လည်းမိတ်ဆွေနဲ့အတူရှေ့ဆက်ရှောင်းလန်းနေပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ဘိုင်ဘိုင်